ဒုတိယအရာမှာတတိကြီးစွာထားတဲ့ဖို့ဒါကတော့ကိုယ်ဆိုင်မှာရှိတဲ့ဆိုင်လာပြီအရာမှာတတိကြီးစွာထားတဲ့ဖို့အရာဆိုမြင်တဲ့အရာမှာမြင်တဲ့ဘာသာတတိကြီးတဲ့ပုဂ္ဂိုလ်မြင်တဲ့ဘာသာဘူးလားဟုတ်တယ်ကြားတဲ့ပုဂ္ဂိုလ်တွေကြားတဲ့အတန်လေးကြားတယ်လို့မှတ်ရင်တတိကြီးတဲ့ပုဂ္ဂိုလ်ကြားတယ်မှန်ပါဘူးလားမှတ်တယ်တတိကြီးတဲ့ပုဂ္ဂိုလ်တိုင်းအရာမှာတတိထားတဲ့လေဆိုဒုတိယတာကောင်းပုံကြီးသမီးကောင်းပုံကြီးပြည်စုံနေဒုတိယတစ်ချက်တည်းပဲအရာမှာတတိကြီးဆိုတာထားတာဒီခုဒီမှာတော့ဗာလေတရားအားထုတ်တော့ကြွားနေလမ်းနေချားနေဟောင်းနေပိန်နေထိုင်နေထိနေမြင်နေကြားနေတွေးနေပြန်အစတဲ့အရာတိုင်းကိုတတိကြီးဆိုတာထားတဲ့ဘူးနံပါတ်1ချက်အာဘောင်းဒီဘောင်းလေးကိုကြီးအာဘောင်းဒီဘောင်းကောင်းလို့တိုင်းနေရတယ်အချက်ကလေးအရာမှာတတိကြီးဆိုတာထားတော့ဒီခုတင်တဲ့မှာစဖို့ချတယ်စပြီးတော့တင်တဲ့မှာအားထုတ်တဲ့ပုဂ္ဂိုလ်တို့ပြန်ပင်လေးခွေပြီးထောက်ထိုင်ပြီးတော့တတိရှိပဲထောက်ထိုင်လို့ရပါမလားမရဘူးနော်အဲ့ဒါထောက်ထိုင်ရင်းပါလေအရာတစ်ခုထောက်ထိုင်ပြီးတော့လေးမကြအောင်ဝိရိယထိုင်တာလေအရာတစ်ခုဝိရိယထိုင်တဲ့တက်ပြီးရှုလို့ပေါင်းနေချက်မှန်တာလေအရာတစ်ခုလေးပြီးချက်လို့ပိန်နေလို့ထိုင်တယ်အရာတစ်ခုအရာတွေအများကြီးပဲဘာတွေအများကြီးလဲအရာအဲ့အရာတွေမှာတတိကြီးကထားပြဖို့ကြိုးစားနေရင်ဒါကောင်းတတိကောင်းနဲ့ဂုံကြီးပဲဒါဒုတိယအချက်တတိယအချက်ကအဲ့လိုဖောင်းရပိန်အစားထားလို့မှန်စုံစမ်းဖို့အရေးကြီးတယ်ဒါဆိုပါလို့ဖောင်းရပိန်တာနေမှတ်နေရင်မှန်လားမမှန်ဘူးလားဖောင်းတယ်လို့ကိုယ်တိုင်မတွေ့ရဘူးလားတွေ့ရဒါမှန်လားဟောပညာအပြင်မမှန်ဘူးလားပိန်တယ်လို့မှတ်ပိန်တယ်လို့တွေ့ရဘူးလားတွေ့ရတယ်ပညာအပြင်မမှန်ဘူးလားမှန်ပေါ့ဒီဟာလို့မှန်စုံစမ်းရမှာဆက်ပြီးတော့ထပ်ပြီးတော့စုံစမ်းရင်ဖောင်းတာလေးကပျောက်သွားပိန်တာလေးပေါ်လာပိန်တာလေးကပျောက်သွားဖောင်းတာလေးပေါ်လိုက်ပျောက်လိုက်ဒီရုပ်တရားလေးကပေါ်လိုက်ပျောက်လိုက်ပါပေါ်တာကဖြစ်ပျောက်တာကပြက်ဖြစ်လိုက်ပြက်လိုက်လေးပါလားလို့ဒီကိုစုံစမ်းလိုက်တော့မှန်သိမလားဘူးလားသိလားအဲ့လိုမှန်သိတာတော့မှန်ပါတယ်လို့သိလိုက်ကိုယ်ခန္ဓာကိုယ်လေးတတိနဲ့စိုက်လို့မှန်ပါတယ်လို့သိလိုက်ဗါတယ်နဲ့တဏ္ဍာဒိဋ္ဌိအမှန်ယူတတ်ပါပြီအမှန်ကိုယူတတ်သွားပြီအမှန်ကိုမြင်တတ်သွားပြီအဲ့ဆိုမငင်ဖြစ်ပါဘူးလားဖြစ်ပါပြီမငင်တရားတွေမှာဝင်သွားပြီအဲကြောင့်တတိယပါလေမှန်စုံစမ်းတတ်ဖို့လိုတယ်ဒါကလည်းတာကောင်းလို့ရဲ့ဂုံကြီးတတိကောင်းလို့ရဲ့ဂုံကြီးပါပဲစတုထအချက်ကပါလေအလုတ်လုပ်ရမှာဝိရိယလေးလုံတာလေးအားပြုပြီးတော့အလုတ်လုပ်ရမယ်လုပ်တတ်ရမယ်အလုတ်လုပ်တဲ့နေရာမှာဝိရိယလေးလုံတာလေးအားပြုပြီးတော့အလုတ်လုပ်တတ်ရမယ်တရားထိုင်တဲ့နေရာမှာတရားရှုတဲ့နေရာမှာဒုက္ခဝိရိယတွေကိုအားပြုရမယ်ကဲကလေးကိုတရားထိုင်မယ်ဆိုရင်ခန္ဓာကိုအားပြုပါလား